Alice ရဲ့ထူးဆန်းအံ့ဩဖွယ်ရာအိမ်မက်ကပါတစ်လျှို့ဝှက်တကားနဲ့ရွှေတော့လေးသားတို့သမီးတို့ရေ Alice ဆိုတဲ့မင်းကလေးလေးဟာတကားရီအများကြီးရှိတဲ့ခမ်းမကြီးထဲမှာလမ်းပြောက်ပြီးဝမ်းနေနေတာပေါ့အဲ့ဒီချိန်မှာပဲဝင်းလက်နေတဲ့ရွှေတော့လေးတစ်ချက်ကိုဖန်စားပွဲပေါ်မှာတွေ့လိုက်ရတယ်အဲ့ဒီတော့လေးနဲ့ကန်လန့်ကာနောက်ကတကားတီးတီးလေးကိုဖွင့်လိုက်တဲ့အခါမှာတော့အိုးအရန်လာတဲ့ပန်းချံကြီးကိုတွေ့လိုက်ရပါတော့တယ်တီးတီးလေးဖြစ်သွားတဲ့ Aliceဒါပေမဲ့ Alice ကပန်းချံနဲ့ဝင်ဖို့အရန်ကြီးနေတာပေါ့အဲ့ဒီမှာငါ့ကိုတောက်ပါဆိုတဲ့ပလင်းလေးကိုတောက်လိုက်တဲ့အခါဝါ Alice ဟာမြန်ပေါင်းလေးကိုပိတ်လိုက်တယ်လို့ပဲတဖြည်းဖြည်းတီးသွားပြီးဆယ်လက်မလေးပဲကြာမှာတော့တယ်အခုတော့ပန်းချံနဲ့ဝင်ဖို့အတော်ဖြစ်သွားပြီပေါ့ထူးဆန်းတဲ့လက်ဖက်ရည်ဝိုင်းကိုလမ်းမှာလဲထူးဆန်းတဲ့တငယ်ချင်းတွေနဲ့တွေ့ခဲ့သေးတယ်အဲ့ဒီထဲမှာဦးထုတ်ချုပ်သမားကြီးနဲ့ယုံကလေးတို့ရဲ့လက်ဖက်ရည်ဝိုင်းကတော့အဆန်းဆုံးပဲသူတို့ကနေရာမရှိဘူးလို့အော်ကြပြီမဲ့ Alice ကတော့ကလထိုင်ကြီးမှာအပိုင်ဝင်ထိုင်ပြီးသူတို့နဲ့အတူစကားတွေပြောခဲ့တာပေါ့စိတ်တူတက်တဲ့ဘယင်မာကြီးရောလှပတဲ့ပန်းချံနဲ့ရောက်တော့စိတ်တူတက်တဲ့နှလုံးဘယင်မာကြီးနဲ့တွေ့ပါလိယောဘယင်မာကြီးကတခုခုဆိုရင်သူ့ခေါင်းကိုဖျက်လိုက်လို့အမြဲတမ်းအော်ဟစ်နေတာဒါပေမဲ့တတိရှိတဲ့ Alice ကတော့ဘယင်မာကြီးကိုလုံးဝမကြောက်ပဲရေးရေးဝုန်းကိုပြန်ပြောခဲ့တယ်လीအိမ်မက်ကနိုးလာတာ哦နောက်ဆုံးမှာတော့ကစားကပ်ပြားတွေအားလုံးက Alice ပေါ်ဝိုင်းပြီးပြန်လာကြတယ်အဲ့ဒီအချိန်မှာပဲ Alice ဟာလန့်နိုးသွားခဲ့ပါတော့တယ်တကယ်တော့ဒါဒီအားလုံးကအမဖြစ်သူရဲ့ပေါင်ပေါ်မှာအိပ်ပျော်ရင်းမှတ်ခဲ့တယ်အယမ်းကိုထူးဆန်းပြီးအံ့ဩဖို့ကောင်းတဲ့အိမ်မကြီးပဲဖြစ်ပါတော့တယ် Alice ဤသေးငယ်တော့ကပါတကားရီအများကြီးနဲ့ခမ်းမကြီး Alice လေးဟာတော့ခတ်ထားတဲ့တကားရီအများကြီးရှိတဲ့ခမ်းမကြီးထဲမှာလမ်းပြောက်နေရှာတယ်အဲ့ဒီအချိန်မှာပဲဖန်းသားနဲ့လှုပ်ထားတဲ့စပွဲလှလှလေးပေါ်မှာတောက်ပနေတဲ့ရွှေတော့လေးတစ်ချက်ကိုထူးထူးဆန်းဆန်းတွေ့လိုက်ရတယ်လေလျှို့ဝှက်တကားလေး Alice ကက်လန့်ကာလီတစ်ခုရဲ့နောက်ွယ်မှာ15လက်မပဲရှိတဲ့တကားတီးတီးလေးတစ်ခုကိုရှာတွေ့ခဲ့တယ်သူဟာရွှေတော့လေးနဲ့ဆန်းဖွင့်လိုက်တဲ့အခါတကားလေးကကလပ်ဆိုပြီးပွင့်သွားတာပေါ့အယမ်းပျော်စရာကောင်းတာပဲနော်အလှဆုံးပန်းချံကြီးတကားလေးတွေကနေလှမ်းကြည့်လိုက်တဲ့အခါမှာတော့ကဘာပေါ်မှာအလှဆုံးလို့ပြောလို့ရတဲ့ပန်းချံကြီးကိုတွေ့လိုက်ရတယ်Alice ဟာအဲ့ဒီပန်းချံလေးကိုအယမ်းသွားချင်နေပြီမဲ့တကားပုတ်လေးကအယမ်းတီးနေတော့သူဝင်လို့မရခဲ့ဘူးပေါ့ငါ့ကိုတောက်ပါစီးယူအဲ့ဒီအချိန်မှာပဲစပွဲပေါ်မှာငါ့ကိုတောက်ပါလို့ရေးထားတဲ့ပလင်းလေးကိုတွေ့လိုက်ရတယ်အဲ့ဒါကိုတောက်လိုက်တဲ့အခါဝါ Alice ဟာမှန်ပြောင်းလေးကိုပိတ်လိုက်တယ်လို့မျိုးတဖြည်းဖြည်းတီးသွားပြီးစိတ်လက်မလေးပဲကြံပါတော့တယ်တော်နေမုတ်လီဒါပေမဲ့စိတ်မကောင်းစရာပဲAlice ကတော့စပွဲပေါ်မှာမိချန်ခဲ့ပြီအရန်တီးသွားတော့တော့ကိုပြန်မယူနိုင်တော့ဘူးပေါ့အဲ့ဒီအချိန်မှာပဲစပွဲအောက်ကတစ်တာလေးထဲမှာငါ့ကိုစားပါလို့ရေးထားတဲ့မုတ်လီကိုထပ်တွေးလိုက်ရပြန်ပါတော့